သောဆရာပညာသင်ကြားတပည့်များပေါ်ပြုပြင်ဆုံးမှာကောင်းသောအရာများသာညွှန်ကြားကရင်နိုင်ချရပါသောဆရာမလိမ္မာတဲ့တပည့်လိမ္မာအောင်လမ်းမရောက်အောင်ဥပမာတွေနဲ့ခိုင်နိုင်လို့ရှင်းပြတဲ့အနှစ်နာခံကပေးဆက်ခဲ့တာဆရာနှလုံးသားလာပါသောဆရာပညာသင်ကြားတပည့်များပေါ်ပြုပြင်ဆုံးမှာကောင်းသောအရာများသာညွှန်ကြားကရင်နိုင်ချရပါသောဆရာမလိမ္မာတဲ့တပည့်လိမ္မာအောင်လမ်းမရောက်အောင်ဥပမာတွေနဲ့ခိုင်နိုင်လို့ရှင်းပြတဲ့အနှစ်နာခံကပေးဆက်ခဲ့တာဆရာဝါဒနာအရင်ခံနောနာခံပေးကြသောဆရာတာတပည့်တွေကိုအရေးကြီးကြီးအမြဲတည်ကပညာတိုးတက်ဖို့ကုညီကဆောင်ရွက်ပေးသူစိတ်ထားလေးလဲလာတဲ့ဆရာမစော်ကားနဲ့မပြစ်မှားပါနဲ့ဗျာယနေ့ဒီတိုင်ပဲဆရာဆိုတော့မြင့်မြတ်တဲ့ကုန်းဖျားနဲ့တကိုင်းနဲ့ပြကရိုသေရှိခိုးဦးခိုင်ကနေ့စဉ်အမြဲစူးမိုက်သမျှတွေရဲ့ရှိခဲ့ရင်ခွင့်လို့ပေးပါတပည့်ပေါင်းများကဆရာမများကိုလေးစားယုံကြည်ဦးခိုင်လို့ကြောလိုက်ပါသည်ဆရာမတို့အပေါ်တပည့်တို့အမားများရှိခဲ့ရင်မလိမ္မာတာများရှိခဲ့ရင်တပည့်တို့ခွင့်လို့ပေးပါနော်ဒီတချင်းလေးနဲ့ဒီဆိုရင်ကာရဝပြုလိုက်ပါတယ်ဗျာနှလုံးသားလာပါသောဆရာပညာသင်ကြားတပည့်များပေါ်ပြုပြင်ဆုံးမှာကောင်းသောအရာများသာညွှန်ကြားကရင်နိုင်ချရပါသောဆရာမလိမ္မာတဲ့တပည့်လိမ္မာအောင်လမ်းမရောက်အောင်ဥပမာတွေနဲ့ခိုင်နိုင်လို့ရှင်းပြတဲ့အနှစ်နာခံကပေးဆက်ခဲ့တာဆရာဝါဒနာအရင်ခံနောနာခံပေးကြသောဆရာတာတပည့်တွေကိုအရေးကြီးကြီးအမြဲတည်ကပညာတိုးတက်ဖို့ကုညီကဆောင်ရွက်ပေးသူစိတ်ထားလေးလဲလာတဲ့ဆရာမစော်ကားနဲ့မပြစ်မှားပါနဲ့ဗျာယနေ့ဒီတိုင်ပဲဆရာဆိုတော့မြင့်မြတ်တဲ့ကုန်းဖျားနဲ့တကိုင်းနဲ့ပြကရိုသေရှိခိုးဦးခိုင်ကနေ့စဉ်အမြဲစူးမိုက်သမျှတွေရဲ့ရှိခဲ့ရင်ခွင့်လို့ပေးပါတပည့်ပေါင်းများကဆရာမများကိုလေးစားယုံကြည်ဥခိုင်လို့ကြောလိုက်ပါသည်